ရှင်မြတ်ဗျာမေကုံမေးလျှောက်ခွင့်ပြုပါရှင်ဗျာမိမိပိုင်အဖြစ်နဲ့ကြားပြောက်သွားတဲ့ပစ္စည်းသို့မဟုတ်ငွေပေါ့တစ်ခုခုမိမိပိုင်အဖြစ်ယူဆောင်ခြင်းယူထားခြင်းခိုးမှုမြောက်ပါသလားရှင်ဗျာအဲ့ဒါကဒီနှမျိုးရှိတယ်စိတ်နဲ့ရမ်းဆိုင်တယ်သူကအတ္တမိကဆိုတာလေသူပန်းတကူလားတင်ညာပေါ့နော်ပန်းတကူဆိုတဲ့အမှတ်တင်ညာဆိုတာပိုင်ရှင်မရှိဘူးလို့သူ့စိတ်ထဲမှာယူဆမှတ်တာဒါကိုသူသုံးခွင့်ရှိတာပိုင်ရှင်ရှိလောက်တယ်ပိုင်ရှင်ရှိနိုင်တယ်ဆိုတာကိုသိနေတယ်ဆိုရင်တော့ဒါသုံးခွင့်မရှိဘူးသိမ့်မသိမ့်ထားပေးလို့ရမှာနော်အကြောင်းစလို့ဟိုပန်းတကူဆိုပြီးတော့ချိုးကောက်တာရှိတယ်လေပန်းတကူကောက်တယ်ဆိုတာကပိုင်ရှင်မရှိဘူးလို့ယူဆမှသာယူခွင့်ကောက်ယူခွင့်ရှိတာနော်အဲ့တော့ပိုင်ရှင်ခုလောက်ဆိုရင်ပိုင်ရှင်လည်းမယူတော့တော့ပါဘူးပေါ့နော်အဲ့ဆိုတော့စာပေထဲမှာဝိတ္ထုတစ်ပုဒ်ရှိတယ်လေဝိတ္ထုတစ်ပုဒ်ဘယ်လိုရှိလဲဆိုတော့ပွဲစည်းတန်းတစ်ခုပေါ့တီဟိုမှာပေါ့နော်ပွဲတစ်ခုကျင်းပါတယ်ပွဲတစ်ခုကျင်းပတဲ့အခါမှာရှေ့ကကြွသွားတဲ့ယဟန်ရဲ့ဒီအပေါ်ယုံသင်္ကန်းတစ်ခုကကြကြံခဲ့တယ်ပွဲစည်းထဲမှာလူတွေများတော့လေနောက်ကလာတဲ့ယဟန်ကအဲ့ဒါကို तू ကတွေ့တယ်တွေ့ပြီးတော့ तू ကောက်လိုက်တယ် तू ကောက်လိုက်တဲ့ခါမှာ तू ကသူ့စိတ်ထဲမှာခိုးလို့တဲ့စိတ်ပါတယ်ခိုးလို့တဲ့စိတ်ကပိုင်ရှင်မမြင်ခင်ငါယူလိုက်မယ်ဆိုတဲ့စိတ်အရေးကြီးရတာရှေ့ကလူတယောက်ကသွားတာကြကြံခဲ့ပတ်ဆိုင်ကြကြံခဲ့တယ်ကိုမြင်လိုက်တယ်ဒါကိုလိုက်ပေးရမှာယူပြီးတော့လိုက်ပေးရမှာမပေးဘဲနဲ့ပိုင်ရှင်မမြင်ခင်ငါအသားလေးကောက်ယူလိုက်မယ်နော်ကိုသွားခိုးတာတော့မဟုတ်ဘူးကြကြံခဲ့တာကိုခိုးလို့တဲ့စိတ်နဲ့ယူတာစိတ်အရေးကြီးတယ်နော်ကြကြံခဲ့တဲ့ပစ္စည်းကိုပိုင်ရှင်မမြင်ခင်ငါယူမယ်ဆိုတဲ့ခိုးလို့တဲ့စိတ်နဲ့ကောက်လိုက်တာခုနကဟိုယဟန်ကကောက်လိုက်တာဆိုတော့အဲ့ယဟန်ကပါတိကကြပြီလားမကြသေးလားဆိုတော့ပုံမှန်ဆိုရင်တော့ဒါသူခိုးမှုမြောက်နေပြီဒါပေမဲ့ကြကြံခဲ့တဲ့ပိုင်ရှင်ကသူပြန်ယူအောင်မယ်ဆိုတဲ့စိတ်ရှိတယ်ဆိုရင်ဒါပိုင်ရှင်ရှိတဲ့ပစ္စည်းပြန်မယူတော့ပါဘူးဆိုတော့စိတ်ဖြစ်သွားတယ်ဆိုရင်ပန့်တကူပစ္စည်းဖြစ်သွားပြီပိုင်ရှင်နဲ့လည်းအများကြီးဆိုင်တယ်ပိုင်ရှင်ကကြကြံခဲ့ပြီအိမ်ရောက်တဲ့ခါမှာ तू တည်တယ်အမှ तू လိုက်ချတယ်စူးစမ်းတယ်ဒါ तू အားလည်းမပြတ်သေးဘူးလေအဲ့ဒီချိန်တည်းက तू ပစ္စည်းပဲရှိသေးတာအဲ့ဒီချိန်မှာခိုးရတဲ့စိတ်နဲ့ယူတဲ့ပုဂ္ဂိုလ်ကဒါခုံမြောက်နေပြီဒါနော်ခုံမြောက်နေပြီအဲ့တော့ပိုင်ရှင်ဘက်ကနေပြီးတော့ तू အိမ်ရောက်ခါမှာ तू တည်တော့လိုက်ချတယ်ပြန်ပြီးတော့လာချကြည့်တယ်မတွေ့တော့ဘလို့မှချ तू မတွေ့တဲ့ခါကျမှအခုတော့ဆိုရင်လည်းငါကပြောက်တော့များယူသွားလောက်ပါပြီဆိုပြီးတော့ तू စိတ်ကိုချော့ချလိုက်တယ်အဲ့ခါကျမှ तू ဟာပန့်တကူဖြစ်သွားတာနော်အဲ့တော့ပိုင်ရှင်ကမယူတော့ဘူးလို့ဆုံးဖြတ်ချမှာအဲ့ပစ္စည်းကပန့်တကူပစ္စည်းဖြစ်တယ်အဲ့ဒါမှယူခွင့်ရှိတာပေါ့နော်ပိုင်ရှင်ကယုံမယ်ဆိုရင်စိတ်ရှိသေးတယ်ဆိုရင်တော့ဒီပစ္စည်းတွေပန့်တကူပစ္စည်းမဟုတ်အဲ့ဆိုရင်ပိုင်ရှင်ရှိတဲ့ပစ္စည်းကိုကိုပိုင်ရှင်မသိအောင်ဟိုမမြင်အောင်ခိုးယူတဲ့စိတ်နဲ့ယူမယ်ဆိုရင်ဒါအဋ္ဌိနာဒနာမြောက်တယ်အဲ့တော့နှစ်ဖက်ဆိုင်သွားတယ်ပိုင်ရှင်နဲ့လည်းဆိုင်တယ်ယူတဲ့သူနဲ့လည်းဆိုင်တယ်ယူတဲ့သူဘက်ကခိုးရတဲ့စိတ်နဲ့ယူတယ်ဆိုလို့ရှိရင်တစ်မျိုးအဲ့မှာနောက်တစ်ခါပိုင်ရှင်ဘက်ကလည်းမဆုံးသေးရင်တစ်မျိုးနော်ပိုင်ရှင်ဘက်ကလည်းသူ့ပစ္စည်းကိုမဆုံးသေးဘူးကောက်ယူတဲ့ပုဂ္ဂိုလ်ကလည်းခိုးရတဲ့စိတ်ပါမယ်အဲ့လိုဆိုရင်အဋ္ဌိနာဒနာမြောက်တယ်ဟုတ်ပြီနော်ပိုင်ရှင်ကလည်းပစ္စည်းကိုမဆုံးသေးဘူးကောက်ယူတဲ့ပုဂ္ဂိုလ်ကလည်းခိုးယူလူတွေစိတ်နဲ့ကောက်ယူတာအဲ့ဒါဆိုရင်အဋ္ဌိနာဒနာကံမြောက်တယ်အဲ့တော့ပိုင်ရှင်ဘက်ကစွန့်လိုက်ပြီးကောက်တဲ့ပုဂ္ဂိုလ်ကခိုးရတဲ့စိတ်နဲ့ကောက်ယူမှဆိုရင်မမြောက်ဘူးဘာလို့လဲဆိုတော့ပိုင်ရှင်ကစွန့်လိုက်ပြီးဖြစ်တဲ့ကြောင့်ပိုင်ရှင်မရှိတော့အဲကြောင့်ခိုးယူတဲ့စိတ်နဲ့ကောက်ယူပေးမယ်ပိုင်ရှင်စွန့်လိုက်တဲ့ကြောင့်ပန့်တကူဖြစ်တယ်နော်နောက်တစ်ခုကျတော့ပိုင်ရှင်မစွန့်ဘူးဒါပေမဲ့ तू ကပိုင်ရှင်မရှိဘူးထင်လို့ပန့်တကူစိတ်နဲ့ကောက်ယူတာဒါလည်းအဋ္ဌိနာဒနာမမြောက်သေးဘူးဟုတ်ပြီနော်အဲ့တော့အဋ္ဌိနာဒနာမြောက်တာကပိုင်ရှင်ကလည်းမစွန့်ဘူး तू ကလည်းခိုးယူတဲ့စိတ်နဲ့ယူမယ်အဲ့ဒါဆိုရင်မြောက်တယ်နော်အဲ့ဒါပဲအဓိက